အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့လုံနာရပေါ့နော်တူတော့ plan တော့မရှိဘူးကျွန်တော်တယောက်တည်းပဲအေးစစ်စစ်နဲ့ဒါအော်စလိုမြို့ထဲမှာလမ်းလျှောက်ရင်းကိုစိတ်ဝင်စားတဲ့နေရာလေးတွေပါလေးလည်းဝင်ကြည့်ဖို့စဉ်းစားထားပါတယ်တချို့ကတော့လည်းတယောက်တည်းဖြစ်နေတဲ့ချိန်ဆိုရင်အထီးကျန်တာတို့ဒါပြင်းတာတို့ဖြစ်တတ်ကြရပေါ့နော်ကျွန်တော်ကတော့ introvert ဆိုတော့ AC နေရတာကိုကြိုက်တယ်ပြီးတော့ပြင်းစရာကောင်းတဲ့ချိန်လေးတွေလိုအပ်တယ်လို့ထင်မိတယ်ဗျအခုကတော့ဒါ Oslo ရဲ့ front နဲ့ဖောက်ကိုရောက်နေတာပေါ့နော်ဒီပန်းခြံထဲမှာတော့ရုပ်ထုပေါင်း200ကျော်ရှိပြီးတော့နော်ဝေးပပူဆရာကြီးဒါ Gustav Winkelund ရဲ့ကိုရောလက်ရာကြီးလို့လည်းသိရတယ်ဗျာရုပ်ထုတွေကိုတော့ဒါကြေးကြောက်စစ်တန်တယ်တို့နဲ့အဓိကထားပြီးတော့ပြုလုပ်ထားတယ်ပေါ့နော်ဒီတွေကဘဘုရုပ်တွေကတော့ကျွန်တော်တို့လူသားတွေရဲ့ဘဝနဲ့စိတ်ခံစားချက်ကိုကိုးစားပြုထားတာပေါ့နော်ဒီထဲမှာပျော်တဲ့သူဝမ်းနည်းတဲ့သူဒေါသထွက်နေတဲ့သူစိတ်ဆိုးစိတ်ကောင်းနေတဲ့ကလေးငယ်တွေတွေ့ရမယ်ပေါ့နော်ဒါအစရှိသဖြင့်ပေါ့ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ခံစားချက်တွေကိုပုံဖန်တီးထားတဲ့နေရာတွေပဲပေါ့ညတော်မဲနေဗျာကြည့်ပါမိုးရွာတော့မသိဘူးဒီပန်းခြံထဲမှာအထင်ရှားဆုံးကတော့ဒါရှေ့မှာမြင်နေရတဲ့မိုနိုလစ်ပေါ့နော်ဒါကတော့ဒီမျိုးကြောက်တုံးတုံးတွေကနေပြီးတော့ထူထားပြီးတော့ဒါ18မီတာကျော်တော့မြင်နေဗျာဒီဘဝရုပ်တွေဆိုရင်ကြည့်လိုက်တာနဲ့တော့တကယ်လက်ရမြောက်တယ်ဗျာတကယ်ကြောက်သားပေါ်မှာခက်ခဲကိုထွန်းထူပြီးတော့ပုံဖန်တီးထားတဲ့လက်ရတယ်ပေါ့နော်အရှိရကြောက်တိုင်ရဆိုရင်တော့ဒါလူပုံစံ120ခုပါဝင်ပြီးတော့ဒါလူတွေကတယောက်နဲ့တယောက်မိခုံရုံးကန်ရင်းနဲ့ဒါအထက်ကိုတက်နေကြတဲ့ပုံစံကိုပုံဖန်တီးထားတာဖြစ်ပါတယ်ပေါ့ဒါမှတာတော့ခုကတော့ကျွန်တော်ပန်းခြံနေရကော်ဖီဆိုင်မှာခဏလောက်သွားထိုင်ပြီးတော့နောက်ထပ်သွားမယ့်နေရာတစ်ခုတော့ AC စဉ်းစားလိုက်အောင်ပါမနော်
အခုကတော့ကျွန်တော်အကယ်ပရီကယ်ပဲရောက်လာတာပေါ့နော်အဲ့တော့ဒီနေရာကတော့ဒါပင်လယ်ကွေးရဲ့အလှကိုကျွန်တော်အနီးကပ်ခံစားလို့ရတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာကတော့ညနေပိုင်းလှုပ်ဆင်းချိန်နေနဲ့ပိတ်ရက်တွေဆိုရင်တော့ဒါအရန်စီတယ်ဗျာဒါအေးစစ်စစ်ဒါပင်လယ်လေးခံရင်းနဲ့ကော်ဖီတောက်တဲ့လူတွေနဲ့ဒါအေးစစ်စစ်ပေါ့နော်ဒါတခြားဟိုဘက်ကျွန်းလေးတွေသွားမယ်ဆိုလဲဖယ်ရီဘောက်တွေပါလေစီးလို့ရတယ်ဗျာဒီအနေဆိုင်နဲ့ပဲဒီဒီပဲတောင်းလို့ရတယ်ဆိုင်ရောဒီခရီးရဆိုင်အခုကတော့ကျွန်တော် Oslo City Mall ဘက်ကိုသွားနေတာပေါ့နော်အဲ့ဒီနေရာကတော့ကျွန်တော်နှစ်စဉ်ဒီဇင်ဘာလ10ရက်နေ့မှာကျင်းပတဲ့ဒါငြိမ်းချမ်းရေးနိုဘယ်ဆုချင်းမြင့်ပွဲပေါ့နော်အဲ့လိုမျိုးခန်းနာတွေကိုကျင်းပတဲ့နေရာဖြစ်ပါတယ်ဒီရှိရတော့ဒါနော်ဝေနိုင်ငံရဲ့လွှတ်တော်အဆောက်အဦဖြစ်ပါတယ်ဒီမှာကျွန်တော်သတိထားမိတာလွှတ်တော်ဆိုပေမဲ့ဘာမှအတားအဆီးဆောင်ချက်တွေမရှိဘူးဗျာကျွန်တော်ဘေးမှာပုံမှန်လမ်းလျှောက်နေတဲ့လူတွေကော်ဖီဆိုင်တွေဒါ shopping area တွေနဲ့လည်းဒါတစ်ဆက်တည်းပေါ့နော်ဖြဲရပါအော်ဘောင်းကိုရှေ့ဖြဲဟုတ်ကဲ့ရှေ့တန်းရစတဲ့လူတွေကျွန်တော်ညာရှိတာဒီလမ်းကတော့ Oslo မြို့ရဲ့အဓိက main လမ်းမှာဖြစ်ပြီးတော့ဒီမှာဆိုရင်တော့ဒါ shopping ထွက်လို့ကောင်းတဲ့နာမည်ကြီး brand ဆိုင်တွေနဲ့ပြီးတော့တခြားစားသောက်ဆိုင်တို့ဘီယာဆိုင်တို့လည်းရှိတယ်ဗျာဒီနေ့ကျွန်တော်ရဲ့ဒီနေ့တာကိုလိုက်လံကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်စတာ